ယောက်ျားတွေကပိုက်ဆံကိုလိုက်ရှာချတယ်မိန်းမတွေကငယ်ရွယ်မှုကိုလိုက်ရှာချတယ်ချမ်းသာသူတွေကနှစ်သိမ့်မှုကိုရှာကြတယ်ဆင်းရဲသူတွေကချက်ချင်းချမ်းသာလာဖို့ဖြစ်လန်းတွေကိုရှာကြတယ်ကြော်ညာတိုင်းငါမန်တစ်ချက်ပါပဲမမန်ကန်ကန်ပုတ်တိုက်ထားတယ်နှစ်သိမ့်မှုတွက်ကလေးနေတဲ့အင်တာနက်ကကြော်ကြမှုတွေတိုက်ပွဲဝင်ကြတယ်ဒါပေမဲ့ခေရကိုမရောက်ဘူးဒါမှမဟုတ်မင်းရဲ့ဝေဒနာကိုကြော်ညာတာမဟုတ်ဘူးတွေကိုပဲရောက်နေပဲသူဝဲခြင်းလဲငါတို့ကအိမ်မက်တွေကိုရောက်နေစူလာမဟုတ်ဘူးငါတို့ကမင်းရဲ့လမ်းကိုလင်းစေတယ်ငါတို့ကမင်းရဲ့မျက်လုံးတွေကိုမိုးဝါစေတယ်ငါတို့ကလွယ်လွယ်ရတဲ့ငွေကိုပေးတယ်ဒူညီတဲ့ကိဟောင်းပဲငါတို့ကမင်းရဲ့စန္ဒာကိုအင်းစင်ပေးတယ်ငါတို့ကနာမည်ကိုပြောင်းတယ်ဒါပေမဲ့ငါတို့ကအိမ်မက်တွေကိုရောက်တယ်ဘာလို့လဲဆိုတော့ပို့ပို့ပြီးလို့ခြင်းနေလို့အဲ့ဒါပဲလို့အပ်တယ်မင်းရဲ့လူသားစားလောင်မှုငါတို့ကပေါင်ထဲမှာထဲလိုက်ယုံပဲငါတို့ကအိမ်မက်တွေကိုရောက်တယ်ပဲသူဝဲခြင်းလဲကွန်ပျူတာမောက်ကပြူရောင်ဘန်သားပင်ပေါ်မှာလိမ့်နေတယ်အလင်းနေတာကခွက်လက်ကိုဖြီးပေးတယ်မျောလင်းတဲ့ဟာတော်ညာသူမှပေါ်လာပါတယ်စာလုံးကြီးတွေနဲ့အိမ်မက်ဟာပြတ်တခုမှပေါ်လာပါတယ်တင်ဟာထုတ်တော့မမွေပါဘူးချိုးလာမှုခုကိုလာဝဲယူနေတာပါလေကငယ်လေးတစ်ခုသာကောင်းကင်ကိုညုံပြနေပါတယ်အစဲကွက်တွေလည်းပတ်နေပါတယ်လူတွေကကြံရှိနေပါတယ်မျက်နှာဟောင်းပေါ်မှာရေပြတ်တဲ့ကျွန်ုပ်တို့ဟောင်းလုံးကားတွေကိုမလုံးရှာပါဘူးပြိုနေကျွန်ုပ်တို့ဟာရွေးရပြီးထောက်ခွာသွားရုံပါပဲနေရမှာရက်တန်နေလူတွေမရောက်နိုင်တဲ့ရဖို့ကျွန်ုပ်တို့ဟာအိမ်မက်တွေကိုသာရောင်းချပါတယ်ဘယ်သူကဝေချင်မှလဲခန္ဓာကိုယ်များလာပါလုံးချုံရဲ့စီပွားရဲ့ရလမ်းများဇလမ်းများတူဒီသောစန္ဒာဟောင်းမောဖလိန်ချင်းပြင်းလောင်စာပြေထားပါမနာလို့ခလက်ရှိအောင်ချမှုယုံကြည်ချက်ကျွန်ုပ်တို့ဒီမများရောင်တည်ကျွန်ုပ်တို့ဒီအိုင်ကိုရတာကောင်းဟုခေါ်သည်အပြာရောက်စေပြအနည်းရောက်စေပြထုတ်ပေါ်မှုပါစေတော့တင်ငါအင်ကိုလွယ်လမ်းမှုထင်သည်ကျွန်ုပ်တို့ဒီအိုင်ကိုဆွဲလမ်းမှုခေါ်သည်စစ်ထောက်ကြီးရများလက်အိမ်များခရက်တဲ့ကိုဝဲပြတော့ဝတ်ဆောင်များဒူမီတော်လမ်းဟောင်းတိုးတော်ဝဲယူရအိမ်မများသာရှိသည်အမျိုးသမီးများပြီးအလားပါကိုမြမနာလိုက်စားကြပြီကြေကြောခံကလေးယုံတွေမျောလင်းချမ်းနေ